နောက်16ခုနှစ်မှာ Netflix ကကိုရီးယားဈေးကွက်ထဲကိုဝင်ရောက်လာပြီးတော့ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ယင်းနှိမ့်မြုပ်နှံခဲ့တယ်။ K-drama တွေကကမ္ဘာကြီးကိုဘယ်လိုထိုးပေါက်ခဲ့လဲ။ K-drama တွေကရိုးရိုးလေးနဲ့နေကမ္ဘာအဆင့်ဖြစ်လာတော့မဟုတ်ပါဘူး။ဒါကအမှုပညာနဲ့ technology ကိုအချိုးကျပေါင်းစပ်မှုကနေရလာတဲ့အောင်မြင်မှုတစ်ခုပါ။ K-drama တွေရဲ့အောင်မြင်မှုက TV စခွင်တွေပေါ်ကနေပြီးတော့အင်တာနက်ဘန်ဝက်တွေဒီကိုဘယ်လိုစီးဆင်းသွားလဲဆိုတာကို TV ရောမှာကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်ရအောင်။နံပါတ်1 OTT platform တွေရဲ့ streaming တော်လှန်ရေးအရင်က K-drama ကြည့်ဖို့ဆိုရင် CD ဝယ်ရတာဒါမှမဟုတ် TV ရုပ်သံလိုင်းတွေကပြတာကိုစောင့်ရတာ။စသဖြင့်အမျိုးမျိုးရှိခဲ့ပေမဲ့လည်းအခုချိန်မှာဆိုရင်တော့ဘူးမှအဲ့လိုမျိုးတွေကြည့်မနေကြတော့လို့ထင်တယ်။အခုချိန်မှာအင်တာနက်တွေပေါ်ကနေပြီးတော့ကြည့်လို့ရနိုင်တာက K-drama တွေရဲ့အဓိက game changer ဖြစ်လာခဲ့။ဒီနေ့မှာအပိုင်းတစ်ပိုင်းခွဲလို့ရတယ်။ပထမတစ်ပိုင်းက Viki and Drama Fever 2010ခုနှစ်မှာဒီ platform တွေကနေပြီးတော့ legal streaming ကိုစတင်ခဲ့တယ်။သူတို့ရဲ့အဓိကအားသာချက်ကတော့ကမ္ဘာတော်မှာရှိတဲ့ fan တွေရဲ့ဘာသာစကားပေါင်း80ကျော်ကို real time ဘာသာပြန်ပေးနိုင်အောင်လို့လုပ်ပေးနိုင်တာပဲ။နောက်တစ်ခုအနေနဲ့ကတော့ The Netflix Effect 2016ခုနှစ်မှာ Netflix ကကိုရီးယားဈေးကွက်ထဲကိုဝင်ရောက်လာပြီးတော့ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ယင်းနှိမ့်မြုပ်နှံခဲ့တယ်။ Netflix ရဲ့ recommendation algorithm တွေကလူတစ်ယောက်ဘာကြိုက်လဲဆိုတာပေါ်မှာမူတည်ပြီးတော့အဲ့ဒီလူကို K-drama တွေပို့ဆောင်ပေးနိုင်ခဲ့တယ်။နံပါတ်2 high-end production technology Helicopter K-drama ရဲ့ virtual quality က Hollywood ထိရေမုံတန်းနိုင်လာတာကနည်းပညာကြောင့်ပါ။ဒီနေရာမှာအပိုင်းတစ်ပိုင်းခွဲလို့ရတယ်။နံပါတ်1အနေနဲ့ကတော့ cinematography 2010ခုနှစ်နောက်ပိုင်းမှာ 4K resolution နဲ့ HDR စနစ်ကိုစတင်အသုံးပြုလာခဲ့တယ်။ Squid Game Academy of Soul စတဲ့ဇာတ်ကားတွေမှာအသုံးပြုထားတဲ့ CGI နဲ့ VFX လိုမျိုးနည်းပညာတွေကအာရှအဆင့်တက်ကိုကျော်လွန်သွားခဲ့ပါပြီ။ဒုတိယတစ်ခုအနေနဲ့ကတော့ Virtual Production Studio ခုနောက်ပိုင်း green screen တွေစား LED wall တွေကိုသုံးပြီးတော့ပတ်ဝန်းကျင်အစစ်မှန်နဲ့တူညီအောင်ဖန်တီးထားတဲ့ Virtual Production နည်းပညာတွေကကိုရီးယားရဲ့ studio တွေမှာအသုံးပြုနေလာခဲ့တယ်။နံပါတ်3 Social Media နဲ့ Big Data ကိုသုံးချခြင်း TikTok, Instagram Reels, Facebook, Twitter စတဲ့ platform တွေပေါ်မှာကိုရီးယား drama clip ကလေးတွေတက်လာတာတွေ့ဘူးကြလိမ့်မယ်။လူတော်များများဒီ clip ကလေးတွေကြည့်ပြီးတော့ဇာတ်ကားအပြည့်စုံကိုလိုက်ရှာကြည့်တတ်ကြတာများတယ်။ streaming app တွေကလည်းအသုံးပြုရလွယ်လာပြီးတော့အပိုင်းစစ်တက်လာတဲ့အခါမှာ notification ပေးတဲ့စနစ်နဲ့ user တွေကိုဒီကနေပြီးတော့ထွက်ခွာမသွားအောင်လို့ဆွဲဆောင်ထားနိုင်ခဲ့တယ်။နောက်ဆုံးချက်အနေနဲ့ကတော့ကိုရီးယားရဲ့ထုတ်လုပ်ရေးကုမ္ပဏီတွေကဘယ်လိုဇာတ်ကားတွေကဘယ်လိုထွက်ဖြစ်လာနိုင်လဲဆိုတာကို data analyze လုပ်ပြီးတော့တွက်ချက်လာကြတာပဲ။ဥပမာ K-drama 2019ပါဆိုရင်တော့အနောက်တိုင်း audience တွေကြိုက်တဲ့ zombie နဲ့အရှေ့တိုင်းကယဉ်ကျေးမှု style တွေကိုပေါင်းစပ်ထားတာ။အနည်းချုပ်သုံးသပ်ရမယ်ဆိုရင်တော့ K-drama တွေကဘာကြီးကိုထိုးပေါက်လာနိုင်တယ်ဆိုတာ storyline ကောင်းလို့တက်နေတော့မဟုတ်နေဘူး။ high speed internet, AI algorithm, streaming platform, အဆင့်မြင့်တဲ့ production စတဲ့နည်းပညာမှန်တိုင်း၄ရက်ကိုပူးပေါင်းပြီးအသုံးချနိုင်ခဲ့လို့ပဲဖြစ်တယ်။ခင်ဗျားတို့ရော K-drama တွေကိုကြည့်ပြလား။ဘယ် K-drama တွေကိုအကြိုက်ဆုံးလဲ။comment မှာပြောသားပေးခဲ့ပါဦး။ကျွန်တော်တို့မူပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေနဲ့အတူတူပြန်တွေ့ကြပါမယ်